ချမ်းချမ်းရဲ့အမေပြန်လို့တီးပြီးတဲ့ကျွန်တော်တို့ဘန်အကောင့်ချမ်းချမ်းရဲ့အမေကသူတချင်းထွက်တော့ share တဲ့အချိန်မှာဘာရေးလဲဆိုတော့တွေးဆုံခြင်းမှာနောင်တရည်နဲ့အဆုံးမသက်ခြင်းပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားကျွန်တော်တချင်းအိစာသားနဲ့တော်တော်ပြည့်တပုတ်လုံးရဲ့အထိပ္ပယ်အဲ့ဒါနဲ့ပြည့်စုံတယ်လို့ထင်တယ်ကွာလူတိုင်းကတော့ကျွန်တော်တို့ဆက်တွေ့ချင်းမှာကောင်းမွန်တဲ့အဲ့လိုတကယ်အကောင်းဆုံးနေ့ဖန်တီးမယ်ဆိုပြီးတော့ပဲ relationship တွေကအဲ့လိုမျိုးစုံစည်းကြတာကွာအဲ့လိုမျိုးလဲမျှော်လင့်ပြီးတော့အိမ်မက်ပြီးတော့သွားကြတာဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဖြစ်လာတဲ့အချိန်ကျရင်တကယ်နောင်တရည်နဲ့အဲ့လိုမျိုးလမ်းခွဲလိုက်ရတဲ့အချိန်မျိုးဘယ်သူမှတော့မလိုချင်ဘူးဆိုတော့သူမမပေါ့နော်ကျွန်တော်မမလို့ခေါ်တယ်သူရေးထားဥစ္စာဆိုကျွန်တော်အရင်သဘောကျအဲ့လိုတွေးဆုံခြင်းမှာနောင်တရည်နဲ့အဆုံးမသက်ချင်ဘူးဆိုတဲ့ဟာအများကြီးတော့ဒီတခြင်းတစ်ပုတ်လုံး reflect ဖြစ်တယ်လို့ထင်တယ်ကွာအဲ့စာသားအဲ့လိုမျိုးကြိုက်တယ်ကွာဆိုတော့တခါကျရင်စားရမတွေ့လိုက်ကောင်းတာအဲ့လိုမျိုးတက်မှာဒါပေမဲ့တွေ့ပြီးတော့မှလည်းနောင်တရည်ရတယ်ခံစားချက်တွေပွင့်ပြီးတော့ဟုတ်ရှေ့တိုးလို့လည်းမရနောက်ဆုတ်လို့လည်းမရအဲ့လိုမျိုးဖြစ်နေတဲ့အချိန်တွေဆိုအရန်အသက်ကွဲရပါတော့